အားလုံးပဲမင်္ဂလာပါကိုဇော်ရဲ့ဝိုင်းဝိုင်း channel ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကဲကိုဇော်ရဲ့ channel မှာတော့နှစ်ပွဲတင်ပေးသွားပြီဖြစ်တဲ့ကြောင့် channel နှစ်ပွဲကိုကျွန်တော်ဒီဝိုင်းဝိုင်း channel မှာတင်ပေးမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒါမိုချန်ကလပ်ဘတ်နဲ့လိုက်စေးရဲ့နောက်တစ်ပွဲ mat နဲ့ကျွန်တော် run နဲ့တော့အသင်းကိုကျွန်တော်သုံးသက်သွားမှာဖြစ်ပါတယ်မိုချန်ကလပ်ဘတ်နဲ့လိုက်စေးဒီပွဲစဉ်မှာဆိုရင်တော့ဒါမနေ့2နိုင်မှာကံမှာဖြစ်ပါတယ်ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ပွဲစဉ်12ကိုကံမှာဖြစ်ပါတယ်ဗျာတောက်ကြကျွန်တော်ဘွန်ဒက်စ်လီဂါကလည်းကျွန်တော်ဒါမှန်းနေတာတောက်လျှောက်ပဲဗျာဟိုဂိုးမပေါ်တာတော်တော်လေးများနေဖြစ်ပါတယ်ဒီနေ့ခြေတန်းရကျွန်တော်ကြည့်ရမယ်ဆိုရင်လိုက်စစ်ကနေပြီးအဝေးကွင်းကနေပြီးတော့ level 9မှုရှုံးဝင်ရုပ်ပေးပြီးတော့ကိုပေါင်းစည်းရ360ရှုံးပါဗျာအခုလက်ရှိဒီအထိလည်းကိုပေါင်းစည်းရဒီခြေတန်းမှာငြိမ်သက်နေတဲ့ကြောင့်ဒီနေ့ဒီတစ်ပတ်ကတော့ကိုပေါင်းပုံမဲလို့ကျွန်တော်တော့ယုံကြည်နေတဲ့အနေအထားမှာရှိတယ်မိုချန်ကလပ်ဘတ်ပြောမယ်ဆိုတော့မိုချန်ကလပ်ဘတ်ဟာနောက်ပိုင်း3ပွဲ3ပွဲဇက်ပေါ့ဗျာ3ပွဲလုံးနိုင်ထားတာတွေ့ရတယ်အဲ့ချက်ကတော့တော်တော်လေးထူးခြားတာကျွန်တော်တွေ့ရပါတယ်မိုချန်ကလပ်ဘတ်ဟာဂျာမန်ကျွန်တော်ဒါဂျာမန်ကပ်ပေါ့ဗျာပိုကယ်ကပ်အပါဝင်ဆိုရင်တော့၄ဝက်ဇက်တိုက်ကျွန်တော်အနိုင်ရရှိထားတဲ့မိုချန်ကလပ်ဘတ်ဖြစ်တာသတိထားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာကျွန်တော်ဒါ injury ဘိုင်းကိုပြောမယ်ဆိုရင် injury ဘိုင်းမှာတော့မိုချန်ကလပ်ဘတ်ကတော့ဒီ6ရောက်9ရောက်လောက်တော့နာနေတာတွေ့ရတယ်ဒီနှစ်သင်းကပြောမယ်ဆိုတော့ဒါပေးထားတဲ့ကြီးတန်းပေါ့ဗျာဒီကြီးကွာချချက်အရာဆိုတော့လိုက်စစ်ကျွန်တော် level 9မှုပေါ့ဗျာ9မှုပြ90ဝင်ရိုးလောက်ကွာတာကျွန်တော်ဒါသတိထားမှာဖြစ်ပါတယ်ဒါကြောင့်မူချန်ကလပ်ဘတ်အနေနဲ့ဒီမှာလိုက်စစ်ကိုပဲအကောင်းဆုံးတော့ကစားလာဖို့တော့ရှိတယ်ဒီနေ့တည်းကကျွန်တော်ဒါထိတ်တက်တွေ့သူမှုဟတ်တွေတွေရကျွန်တော်ကြည့်မယ်ဆိုဟိုးအရင်တော့ပဲကျွန်တော်ဒါကိုပြက်ချီဘက်ချီပြက်တွေပေါ့ဗျာအနိုင်ရရှိတာကျွန်တော်တွေ့ရတယ်လိုက်စစ်က2021မှာဆိုရင်ပုံစံရကျွန်တော်ကြည့်မယ်ဆိုရင်4132အဲ့လိုမျိုးတွေပေါ့ဗျာအိမ်ဝင်းတွေမှာအနိုင်ရရှိခဲ့တာတွေ့ရသလိုမိုချန်ကလပ်ဘတ်ရဲ့ကွင်းမှာဆိုရင်လည်း2022မှာဆိုရင်မိုချန်ကလပ်ဘတ်ဟာ 3G31 အဲ့လိုမျိုးနိုင်ခဲ့တာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီနှစ်သင်းအားဆိုရင်တော့ဟိုချကြတဲ့အနေအထားမှာတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ်ပေါ့ဗျာဒီ3ပွဲလောက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ထဲထဲထွေးထွေးမှု hardware တွေအရာဆိုရင်တော့ပြီးခဲ့တဲ့နှစ်မှာတော့ဒါ 1C ZZ ဆိုပြီးတော့အဲ့လိုမျိုးကြာသွားတာတွေ့ရတယ်ပြီးခဲ့တဲ့နှစ်မှာကျွန်တော်ဒါဖွင့်သွားတဲ့ခြေတန်းရကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင် light zit ဟာဒီ level ကျွန်တော်ပြ30လောက်ပဲကျွန်တော်ပေးသွားတာတွေ့ရတယ်ကိုပေါင်းစေးဒီလိုပဲအခုလိုပဲ3-5မှုရှုံးအဲ့လိုမျိုးပြင်းပြင်းရှက်ရှက်ပေးသွားပြီးတော့မူချန်ကလပ်ဘတ်ဟာ1-0နဲ့ပဲအနိုင်ရရှိသွားတာတွေ့ရတယ်အချက်လေးကတော့ကျွန်တော်ဒါတော်တော်လေးတော့သတိထားမှာဖြစ်တာတွေ့ရပါတယ်ဗျာဒီနေ့မှာကျွန်တော်ဒါကိုပေါင်းအပေါ်တော့ဟိုကြိုက်တဲ့အနေထားမှာတော့ရှိတယ်ဒါကလည်းခြေတန်းရပါဗျာဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်ကိုပြန်ကြည့်တဲ့အချိန်မှာတော့1-0နဲ့တော့အနိုင်ရရှိတာတယ်ဒီခြေတန်းလောက်ပဲဖွင့်လက်သွားပြီးတော့1-0နဲ့ပဲပြီးသွားတယ်ဆိုတော့အချက်လေးတော့သတိထားစီချင်ပါတယ်။လိုက်စစ်ဘက်ကိုပြောရမယ်ဆိုတော့လိုက်စစ်ဟာဒီအဒီမှာတော်တော်လေးခြေသွမ်းပိုင်းတော်တော်လေးကောင်းမွန်တယ်ဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်တွေမှာဆိုရင်တော့ဒါတပွဲပဲရှုံးနေတာတွေ့ရတယ်။အဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်မှာဆိုလဲဒါ Hoffenheim ကိုအဝေးကွင်းမှာ 3-1 နဲ့ရှုံးနေထားတဲ့တစ်ချက်ကျွန်တော်တို့ဒါသတိထားမှာဖြစ်တယ်။တောက်လျှောက်ဆိုလို့ခြေသွမ်းပိုင်းကောင်းဝင်ပြီးတယ်ပြီးခဲ့တဲ့ပွဲမှာဆိုလဲ Waterbury ပွဲမှာဆိုလဲဒါ2-0 နဲ့အနိုင်ရရှိခဲ့တဲ့လိုက်စစ်ဖြစ်တာတွေ့ရပါတယ်ဒီနေ့မှာကျွန်တော်လိုက်စစ်ရဲ့ဝေးကွင်းဖောင်ရကျွန်တော်ကြည့်ပါဆိုရင်6ပွဲကစားပြီးသွားပါပြီ3ပွဲနိုင်တပွဲသေးကြပြီးတော့2ပွဲထိရှုံးနေထားတယ်ဒီ17ပွဲလုံးကစားပြီးတဲ့အချိန်မှာ2ပွဲရှုံးနေထားတာလည်းအဝေးကွင်း2ပွဲရှုံးနေထားတာကျွန်တော်တို့တွေ့ရပါတယ်ဗျာသူရှုံးခဲ့တဲ့2ပွဲကလည်းဒါဘိုင်မြူနစ်ကို6-9မရှိနဲ့ရှုံးပြီးတော့ဟော်ဖင်ကိုကျွန်တော်တို့3-1နဲ့ရှုံးနေထားတဲ့2ပွဲပဲပါဝင်တာကျွန်တော်တို့တွေ့ရပါတယ်ဗျာကျန်တဲ့ပွဲစဉ်တွေမှာဆိုတော့အနိုင်နဲ့တေးတွေကြားထားဖြစ်ပါတယ်အနိုင်ပွဲတော်တော်လေးများတဲ့လိုက်စစ်ဖြစ်တာဖြစ်ပါတယ်ဗျာဒါဒီနေရာမှာကျွန်တော်ဒါဝေးကွင်းဖောင်ရကျွန်တော်ကြည့်မယ်ဆိုရင်ရာကို10ကိုပေးကို10ကိုဒီခွင့်ပြုထားတဲ့လိုက်စစ်ဖြစ်တာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်ဒါဟတ်တူဟတ်တွေအရာရောကြည့်ရမယ်ဆိုရင်မိုချန်ကလပ်ဘတ်ရဲ့အခုလက်ရှိဖောင်ရရောကျွန်တော်ပြောရမယ်ဆိုတော့ဒီနေ့မှာအခုလက်ရှိခြေတန်းပေးထားတာကတော့လိုက်စစ်ဟာ level 5မှုရှုံးဝင်ရောတော့ဖြစ်တယ်ဒါပေမဲ့ level 30ပေါ့မြန်မာကြီးနဲ့တွေ့မယ်ဆိုတော့ level 30လောက်တော့ဖြစ်နေတာတွေ့ရတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလိုက်စစ်အနေနဲ့ဟိုခြေတန်းလေးပြုတ်ကျလာတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကကျွန်တော်တို့ဒါမူချန်ကလပ်ဘတ် body ကောင်းသွားပြီလို့ပြောမှာဖြစ်ပါတယ်ဗျာလိုက်စရာအမှန်တကယ်ဆိုတော့ level 5မှုရှုံးကနေပြီးတော့ဒီတေရှုံးဝင်ရိုးဂျားထဲမှာပဲပေးတဲ့ခြေတန်းထဲမှာဗျာဒါကြောင့်ကျွန်တော်တကယ်ကြွမျိုးတွေဒီမှာအနီးကပ်ပေါ့ဗျာခြေတန်းထွက်လာရင်လည်းသတိထားပြီးတော့စော့တည်ခြင်းပါတယ်ဗျာဒါတော့ဒီပွဲစဉ်မှာဆိုတော့ဒါမူချန်ကလပ်ဘတ် body ကြိုက်တယ်ဂိုးပေါင်းသေးရတော့ဒါဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒါဂိုးပေါင်းအပေါ်ပေါ့ဗျာလိုက်တဲ့တယ်လို့ပဲကျွန်တော်တော့ဟိုသုံးသက်ပါတယ်ဘာလို့လဲဆိုတော့ဒီနှစ်သင်းကကျွန်တော်ဒါထိတ်တဲ့ဆိုမှုဟတ်တူရတဲ့အရာကတော့ကျွန်တော်အရှိရပြောသွားသလိုပဲဒီနှစ်သင်းကကျွန်တော်ဒီပြီးခဲ့တဲ့2နှစ်ဇက်တိုက်လောက်ပေါ့ဗျာဂိုးနဲနေတာတွေ့ရပါတယ်ဒါအောင်မှဒီနေ့မှာဖွင့်လာတဲ့ခြေတန်းရ360 3-5မှုရှုံးဝင်ရိုးထိဖွင့်လာခြင်းအဖြစ်ဒီနေ့မှာမူချန်ကလပ်ဘတ်ကိုလိုက်စစ်ရောဂိုးရသွားနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသက်ပါတယ်ဗျာဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ပါရွေးချယ်ပေးလိုက်ပါတယ်မူချန်ကလပ်ဘတ်နဲ့ဂိုးပေါင်းအပေါ်ပါဗျာနောက်တစ်ခါတော့ဒါပြင်သစ်လီဂိုပွဲစဉ်တစ်ပွဲဖြစ်တဲ့ Mat နဲ့ Rennes တို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့
မနေ့2:15ကန်ပါတယ်ပြင်သစ်လီဂူပွဲစဉ်ရဲ့ဒါပွဲစဉ်14ရဲ့ပထမဆုံးပွဲစဉ်လည်းဖြစ်တာတွေ့ရပါတယ်ဗျာဒီနေ့တင်ရတော့ဒါကြီးကွာကြားချက်အရ Rennes ကပြတရကွာပါတယ်တေရှုံးဝင်ယူပေးရမှာဖြစ်ပါတယ်ဗျာအခုလက်ရှိခြေတန်းရလဲဒီခြေတန်းပဲကျွန်တော်ဒါငြိမ်သက်နေတာတွေ့ရတယ်တေရှုံး level 90ကနေပြီးတော့အခုတေရှုံးကနေပြီးတော့190အနိုင်လောက်ထိတော့တက်လာတာတွေ့ရတယ်ကိုပေါင်းစည်းရ3လုံး5မှုနိုင်ရနေပြီးတော့အခုလက်ရှိမှာ3လုံး35အနိုင်လောက်ထိဖြစ်နေတာတွေ့ရပါတယ်ဗျာမက်အသင်းဘက်ကိုပြောမှဆိုတော့မက်အသင်းဟာအိမ်ဝင်းကစားပုံတော်တော်လေးကောင်းမွန်တဲ့အသင်းထဲမှာပဲပါတယ်အဲ့ချက်တော့ကျွန်တော်တို့ဒါသတိထားမှာဖြစ်တယ်မက်အသင်းဟာကျွန်တော်တို့ဒါအိမ်ဝင်းမှာဆိုတော့2ပွဲနိုင်2ပွဲသေးကြိုင်2ပွဲထိရှုံးနေထားတယ်ရာကူ9ကူပေးကူ6ကူပဲခွင့်ပြုထားတာဒါကတော့သတိထားမှာဖြစ်တယ်အဝေးကွင်းမှာတော်တော်လေးညံ့တာကျွန်တော်တို့ဒါသတိထားမှာဖြစ်ပါတယ်ဗျာကိုအဝေးကွင်းရတော့ဂုံမျိုးဂုံမြိုင်လေးတွေကန်တက်တဲ့မက်အသင်းဖြစ်တာတွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲမှာဆိုတော့မက်အသင်းဟာဒီ break ကိုကျွန်တော်3-2နဲ့အဝေးကွင်းမှာရှုံးနေခဲ့တာကျွန်တော်တွေ့ရပါတယ်အိမ်ဝင်းမှာဆိုတော့ဒါနိုင်ဇီတို့ဒါ lens တို့ကိုနိုင်ပြီးတော့ဒါ3ပွဲစက်တိုက်နိုင်တော့ပါဗျာတော်တော်လေးခြေသွမ်းမှန်းကောင်းမွန်နေတွေ့ရတယ်ဒီ international break မှာပြန်လာတဲ့အချိန်မှာပဲမက်အသင်းဟာ break ကိုကျွန်တော်တို့ဒါရှုံးနေခဲ့တာတွေ့ရပါတယ်ဗျာဒါတော့ဒီနေရာမှာကျွန်တော်တို့မက်အသင်းနေနဲ့အဆင့်18လဲရောက်နေတယ်ရာမန်ကလည်း17မှတ်ဆိုတော့ဒီနေ့မှာလည်းအကောင်းဆုံး Rennes ကိုကြိုးစားပြီးတော့ကစားလာမဲ့လက္ခဏာမှာရှိတယ်ဒီအသင်းရဲ့ဒါထူးခြားချက်ကိုကျွန်တော်တို့ဒါပြောရမယ်ဆိုတော့မက်အသင်းဟာပထမဘိုင်းနေမှာဆိုတော့အိမ်ကွင်းပေါ့ဗျအိမ်ကွင်းမှာတော်တော်လေးတော့ကိုကောင်းမွန်တဲ့အနေအထားမှာတော့ရှိတယ်ဂိုးပေါ့ဗျာရဖို့သူ့ကိုဂိုးရဖို့တော်တော်လေးခက်တဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်တို့ပြောရမှာဖြစ်တယ်သူကလည်းဂိုးမသွင်းနိုင်တဲ့လက္ခဏာမှာရှိတာဖြစ်ပါတယ်ဗျာ injury ဘိုင်းကိုပြောမယ်ဆိုတော့ injury ဘိုင်းမှာတော့ဒါမက်အသင်းကတော့900လောက်နာနေပြီးတော့ Rennes ကတော့ဒါ2ယောက်လောက်ပဲနာနေတာတွေ့ရပါတယ် Rennes ဘက်ကိုပြောမှဆိုတော့ Rennes ဟာ current form တော်တော်လေးကောင်းမွန်နေတဲ့ Rennes ဖြစ်တာသတိထားရမှာဖြစ်တယ်နောက်ဆုံး5ပွဲမှာဆိုရင်တော့3ပွဲဇက်တိုက်အနိုင်ရရှိထားတဲ့ Rennes ဖြစ်တာတွေ့ရပါတယ်ဝင်း form ရတော့သူကတော့တီးပွဲတွေများတာတွေ့ရတယ်တပွဲနိုင်4ပွဲသေးကြိုက်တပွဲရှုံးနေထားတာတွေ့ရပါတယ်ဗျာအဲ့ချက်လေးရောဒါသတိထားရမယ်တီးပွဲတော်တော်လေးကန်တဲ့ Rennes ဖြစ်တာတွေ့ရပါတယ်အောက်ကအသင်းတွေဆိုရင်သူကတော့တော်တော်လေးကန်ရတယ်ဗျလီဟာဘတ်ကိုဆိုရင်တူအဝေးကွင်းမှာကန်ရတယ် Nantes ဆိုရင်လည်းဒါတူကန်တာတွေ့ရပါတယ်ဒီအသင်းရဲ့ထူးခြားချက်ကတော့ပထမပိုင်းမှာဂိုးတော်တော်လေးရတာဖြစ်ပါတယ်ဗျာအဲ့ချက်တော့တော်တော်လေးသတိထားရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မက်အသင်းကလည်းသူကြည့်ရမယ်ဆိုရင်တော့ရာဂိုးပေးဂိုးပေါ့ပထမပိုင်းမှာတော်တော်လေးဂိုးနေတဲ့အနေထားရဲ့ Rennes ကပထမပိုင်းဂိုးရတယ်ဆိုတော့ဒီနှစ်သင်းကဒီပွဲစဉ်ကတော်တော်လေးတော့ကြည်ကောင်းမဲ့အနေထားမှာကြည်တယ်နောက်ချက်က form ရတော်တော်လေးကောင်းမွန်တဲ့ Rennes အနေနဲ့ပေါ့ဗျာဒီပွဲပေးလို့ရှိရင် Rennes က PSG နဲ့ထပ်ပြီးတော့ဝေးဝင်းကန်ရမှာဖြစ်တာကြောင့်ဒီပွဲစဉ်ဟာ Rennes အနိုင်နဲ့ကျွန်တော်ဒါတီးကြဖို့တော်တော်လေးများတယ်လို့ကျွန်တော်ပြောပြရစီအနိုင်ကျွန်တော်ဘက်ကူပေါ့ဦးတီနေတဲ့လက္ခဏာမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဗျာဒါကြောင့်ဒီနေ့မှာဆိုတော့ကျွန်တော် Rennes body ကြိုက်ပါတယ်ဂိုးပေါင်းအရာကတော့ဒါအခုချိန်မှာ330အနိုင်လောက်ထိတက်လာတဲ့ဆိုပေမဲ့လည်းဒီပွဲစဉ်ဟာကျွန်တော်ဒါဂိုးအောက်သွားနိုင်တဲ့အနေအထားမှာရှိတယ်ကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်မှန်းတာတော့ Z1 Z2 1-2အဲ့လိုမျိုးမှန်းတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ဟာဂိုးပေါင်းအောက်ကိုစွန့်စားပြီးတော့ရွေးချယ်တင်တယ်လို့ပဲကျွန်တော်ပြောပြရစီ Rennes ကပ်ပြီးတော့နိုင်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲပါဗျာကဲဒါတော့ဒီနေ့မှာကျွန်တော်ဒါဝိုင်းဝိုင်း channel မှာ2ပွဲ3တက်သွားဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တကယ်ကြောမတွေဒီနေ့မှာကျွန်တော်ဒါတထူးကနေရောင်းပွဲထွက်ရှိမှဖြစ်တဲ့ကြောင့်ကျွန်တော်တကယ်ကြောမတွေလိုချင်တဲ့ပြုချင်တဲ့ချချင်တဲ့ဆိုရင်တော့လာရောက်ဝယ်ယူစော်ကစားနိုင်ပါတယ်ဒီဘက်ကျွန်တော်ဒါစနေတနင်္ဂနွေမှာဆိုလဲဒါပွဲစဉ်ပွဲကောင်းတွေတော်လေးများတဲ့အတွက်ကြောင့်ဒီနေ့မှာလည်း ACC ပဲပေါ့ဗျာဟိုထိန်းပြီးတော့ပဲစောကြဖို့ကျွန်တော်အကြံပေးပြရစီဗျာအားလုံးပဲအပေါင်းပြကြပါစီဗျာ